တပည့်တော်တို့မျိုးကြီးပြကြီးကပြန်လာတာဖေရမျိုးရောက်တော့တစ်သီးလေးအထူးဆန်းတွေ့တာနဲ့အဲ့ဒါဆရာတော်ဘုရားကိုဥဖျားဖျားကတ်ကျင်တာနဲ့တကူးတကကိုမျိုးအဝယ်လာခဲ့ရတာဖေရဖရာတရားတန်ခါမိပါဆရာအနန္တောအနန္တ၅ပါးကိုမမေ့ဘူးဆိုတော့တကယ်မုံမြတ်ပါပဲတဲ့ကိုကြီး ဓမ္မဖေရ မြို့ကတကူးတကဝဲလာတယ်ဆိုတော့ဘာသီးတော့ အဲ့ဘာသီး ကောက်သီး ဟောကောက်သီးတယ်ဗျာကောက်သီးတယ်ဒီမှာဗျာဒီမှာ တပည့်တော်တို့ကလေဟိုဈေးထဲကိုရောက်တဲ့အခါကျတော့အဲ့ဒီအသီးတွေကိုထူးဆန်းနေတွေ့ရနဲ့အရှင်ဘုရားကိုဖုံးပေးစေခြင်းလို့ဝယ်လာတာဗျာ ဟုတ်တယ်ဗျာ ဒီကအထူးဆန်းဖြစ်နေတာဘာသီး ကောက်သီးတယ်ဗျာကောက်သီးဓမ္မဗျာ ဒါကိုဖုံးကြီးကဘယ်လိုဖုံးပေးရမှာတော့ အဲ့ဒါလေတပည့်တော်တို့ကမေးခဲ့ပါဘူးဗျာဈေးတယ်ကိုတပည့်တော်ဒါပါလဲလို့မေးပြီးတော့သူကကောက်သီးတယ်ဗျာသူကကောက်သီးဆိုတာနဲ့တပည့်တော်ကလည်းအဲ့ဒါဆရာတော်ဘုရားမျက်နှာကိုပြေးမြင်တာအဲ့ဒါနဲ့တပည့်တော်လည်းဝယ်လာခဲ့တာဗျာ ဟိုတပည့်တော်ကတော့လေဟိုဘလို့စားရလဲလို့မေးမလို့ပဲဗျာဒါပေမဲ့လို့တပည့်တော်တို့မေးလိုက်လို့ရှိရင်ဟိုတပည့်တော်တို့ထုံလားအားလားလို့ဒီမှာဆိုလို့ဗျာမမေးပဲဒီတိုင်းဝယ်လာလိုက် မေးပါဦးမမေးပါဘူး အာမလီတကအတီးကမမဲ့သေးဘူးနဲ့တူတယ် တပည့်တော်လည်းစမ်းကြည့်တယ်ဗျာနည်းနည်းမာသေးတယ်ဒီတိုင်းစားလို့မရတော့ဘူးတင်တယ်ဗျာ ကပ္ပိယကြီးနော်ဒီအတီးကိုအိုးနဲ့ထည့်ပြီး